What's up buddy ကျွန်တော်ကတော့ Key ပဲဖြစ်ပါတယ်ခုနောက်ပိုင်း streetwear လောကမှာဆိုရင်1900ကျော်လောက်က fashion တွေပြန်ပြီးတော့ trend ဖြစ်လာတာကိုအားလုံးပဲသိကြမယ်တင်တယ်အဲ့ဒီတွေကမှကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့လူငယ်တွေနဲ့မစိမ့်နဲ့ Jorts fashion အကြောင်းပဲဖြစ်ပါတယ် Jorts ဆိုတာပါလဲ Jorts ဆိုတာဂျင်းရှော့ဂျင်းပေါင်းမီတူအတူကောက်ခေါ်တာပဲဖြစ်ပါတယ်တကယ်တော့ဂျင်းပေါင်းမီရှည်ကိုဖျက်တောက်ပြီးပေါင်မီတူအဖြစ်ပြောင်းလဲဝတ်ဆင်ရအနေစတင်ခဲ့တဲ့ fashion တစ်ခုဖြစ်တယ်Jorts တွေမှာဆိုရင်ဒီဇိုင်းမျိုးရှိပြီးတော့လက်ရှိ trend ဖြစ်နေတဲ့ Jorts တွေကတော့2အောင်နာလောက်တိရှိပြီးပွားရောင်းတဲ့ baggy face ပုံစံတွေဖြစ်တယ်။ကြားမှမြေဝစ်စင်လာကြပြီးပေါ့ပေါ့ပပနဲ့အထာကျတဲ့ cushion and cool type ကိုပေးဆွဲနိုင်တဲ့ပုံစံဖြစ်တယ်။ Jorts တွေကဘယ်အချိန်မှာစပြီးတော့ trend ဖြစ်လာခဲ့ရလဲ။ Jorts တွေကအခုမှခေတ်စားတော့မဟုတ်ဘူး။ fashion လောကမှာခေတ်ဆက်ဆက်တက်လိုက်ကြလိုက်ဖြစ်နေတဲ့ trend တစ်ခုဖြစ်တယ်1960နဲ့1980ပြည့်နှစ်တွေမှာလူတွေကဂျင်းမောက်မီရှည်တွေကိုကိုယ့်ဘာကိုစိတ်ကြိုက်ဖျက်တော့ဝစ်ဆင်ခဲ့ရတာနေစတင်ကစားလာခဲ့တယ်1990ပြည့်နှစ်တွေက Jorts တွေတကယ်ကို fashion တစ်ခုအဖြစ်ပို့ပြီးတော့ရေပန်းစားလာခဲ့တဲ့အချိန်လူတောင်ပြောလို့ရတယ် Will Smith, Mark Wahlberg စတဲ့နာမည်ကြီးနုပညာရှင်တွေဝစ်ဆင်လာကြပြီးတော့အမျိုးသားတွေရဲ့မရှိမဖြစ် fashion တစ်ခုတောင်ဖြစ်လာခဲ့တယ်အဲ့ဒီကာလတွေမှာ free Jorts တွေက baggy Jorts တွေပါဝစ်ဆင်လာကြတယ်2000ပြည့်နှစ်တွေမှာတော့ရှီလီယာပြီးပွားရောက်နေ long and baggy Jorts တွေကပို့ပြီးတော့ခေတ်စားလာခဲ့တယ် rapper တွေနဲ့ hip hop artist တွေဝစ်ဆင်လာကြပြီးတော့ပေါ့ပေါ့ပပနဲ့ခူးဖြစ်တဲ့ပုံစံမျိုးကိုစားပြုခဲ့တယ်2020ပြည့်နှစ်အထူးသဖြင့်2023-2025မှာတော့ Jorts တွေက fashion လောကရဲ့ထိပ်တန်း trend တစ်ခုအဖြစ်ပြန်လည်ဥမော်လာတာကိုတွေ့ရတယ်။ဒီတစ်ခါမှာတော့ long and baggy fits တွေကလူကြိုက်အများဆုံးဖြစ်လာခဲ့ပြီးတော့ Gigi Hadid, Hailey Bieber, Charli XCX တို့လို celebrity တွေဝစ်ဆင်လာတဲ့အမျှ social media မှာလည်းပို့ပြီးတော့ပြန့်နှံ့လာခဲ့တယ်။အခုလိုပြန့်နှံ့လာတဲ့အမျှ Jorts ဆိုတာလူငယ်တွေကြားမှာပို့ပြီးတော့ရေပန်းစားတဲ့ fashion တစ်ခုဖြစ်လာခဲ့တယ်။နောက်တစ်ခုအနေနဲ့ Jorts တွေကိုဘယ်လို outfit မျိုးနဲ့တွဲဖက်ဝတ်ဆင်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးခြင်းနဲ့ပထမဆုံး try ကြည့်စီချင်တာကတော့ Jorts ကို crop tee နဲ့တွဲဖက်ဝတ်ဆင်တဲ့ပုံစံပဲဖြစ်တယ် crop tee ဆိုတာကလည်းအခုနောက်ပိုင်းမှာပို့ပြီးတော့ trend ဖြစ်လာတဲ့ fashion တစ်ခုအောင်ပြောလို့ရတယ်ဥပမာ crop tee အဖြူရောင်ကိုအောက်က baggy Jorts အမဲရောင်ဒါမှမဟုတ်အပြန်ရောင်မျိုးနဲ့တိုးဝစ်တာမျိုးကလည်းလက်ရှိ Y2K နဲ့ streetwear trend တွေမှာအရန်ကိုရှည်ပန်းစားနေတဲ့ပုံစံပဲဖြစ်တယ်ဒီ outfit နဲ့အတူတွဲဖက်ဝတ်ဆင်ဖို့ sneaker တွေဆိုရင်တော့ chunky sneaker တွေဖြစ်တယ် Nike Dunks, New Balance, Converse တို့နဲ့တွဲဖက်ဝတ်ဆင်ဖို့ recommend ပေးခြင်းတယ်နောက်ထပ် outfit တစ်ခုအနေနဲ့ဆိုရင် baggy Jorts ကို oversize fit ဖြစ်တဲ့ football jersey နဲ့တွဲဖက်ဝတ်ဆင်ဖို့ recommend ပေးခြင်းတယ်jersey မှာဆိုရင်လည်း vintage 1900ကျော်လောက်က jersey တွေကပို့ပြီးလိုက်ဖက်တယ်လို့မြင်မိတယ်ဒီ outfit နဲ့တွဲဖက်ဝတ်ဆင်ဖို့ sneaker တွေမှာဆိုရင်တော့ Adidas Samba, Air Force One, Nike Dunks တို့လိုမျိုး sneaker တွေနဲ့တွဲဖက်ဝတ်ဆင်ဖို့ recommend ပေးခြင်းတယ်နောက်ဆုံး outfit တစ်ခုအနေနဲ့ recommend ပေးရမယ်ဆိုရင်တော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Jorts နဲ့ crop bottom up shirt ကိုတွဲဖက်ဝတ်ဆင်တာကလက်တလောခေတ်စားနေတဲ့ fashion ပုံစံတစ်ခုဖြစ်တယ်လို့ smart casual နဲ့ streetwear ကြားက fight တစ်ခုကိုရစေတယ်ဒါပေမဲ့ကျွန်တော်တို့လိုပူအိုက်တဲ့ရာသီဥတုမှာနေတဲ့သူတွေကိုအကြံပေးချင်တာကတော့ချီကော့တွန်သားကိုအတိကထားပြီးတော့ရွေးစေချင်တယ်ဒီ outfit နဲ့အတူတွဲဖက်ဝတ်ဆင်ဖို့အကောင်းဆုံးကြံပေးရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ loafers pant တွေကိုပို့ပြီးတော့ recommend ပေးချင်ပါတယ်ကျွန်တော်ခုပြောထားတဲ့ outfit တွေမကပဲနောက်ထပ် long sleeve tee, varsity jacket, hoodie စတဲ့လူငယ်ဆန်တဲ့ outfit တို့နဲ့လည်းတွဲဖက်ဝတ်ဆင်နိုင်ပါတယ်ကဲဒီနေ့ရော Jorts နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ Jorts ကိုဘယ်လိုဝတ်ဆင်ရမလဲဆိုတာပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုကနေတင်းရဲ့ fashion အတွက် idea တခုခုရသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဘယ် outfit ပုံစံကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးပေးသွားလို့ရပါတယ်ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့ဖို့လည်းတောင်းဆိုပါတယ်နောက်ထပ်အသစ်တော့အကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်